အချိန်တန်ရင်ပြတ်မယ်စုံတွေ၅မျိုးနံပါတ်1မဖောက်ပြန်ရုံနဲ့ပြေဆောင်မိထင်ပြီးချစ်ချောင်းထုံမပြပဲအမတ်တရနေတွေတတိမထားအနာရှိုံလင်းလျူရှုပေါ်လိုက်ပြလိုက်ကျူးဆိုင်မှုတွေနဲ့အပေးသာရှိပြီးအပြတ်မရှိသောအချစ်ဆုံးတွေနံပါတ်2ကိုလက်တွဲပေါ်ရဲ့အားနည်းချက်တွေကိုခဏခဏထုတ်ပြောချင့်ဆဆက်သွဲမယ့်အတွေ့မျိုးနဲ့ချစ်ချင်းမြတ်တာစစ်ကိုအနိုင်ပိုင်းမဆက်သွဲပဲနေငါလို့ချင်တာလုပ်မယ်နင်းကြိုက်မှတွဲဆိုပြီးအမြဲလိုလိုအပေါ်စီရဆက်ဆံတစ်ဖက်လူပေါ်လေးစားမှုမရှိအမြဲစိတ်ပင်ပန်းရသောဆုံးတွေနံပါတ်3တစ်ဖက်ကမခွဲနိုင်မှသိလေအနိုင်ယူလေတစ်ဖက်ကမစွန့်ခွာရနိုင်မှသိလေအနိုင်ယူလေအချစ်သာခံခြင်းပြီးပြန်ချစ်ပေးဖို့အတွေ့မရှိပဲတစ်ဖက်မြတ်တာကိုမသိကြည်ကြုံပြူကအလေးနဲ့ထားခြင်းမရှိသောဆုံးတွေအလုံးလုံးနေကြခြင်းအတူတူတစ်ဖက်ကအမြဲဆက်သွဲဖို့အားလန့်နေပြီးတစ်ဖက်ကမအားလန့်ခြင်းခေါင်းစဉ်အောင်မှာအကြောင်းပြချက်ပေါင်းစုံနဲ့ချစ်တရားရောင်နဲ့ပြည့်တရားရောင်ဆန်နေသောအချစ်ဆုံးတွေနံပါတ်5အမြဲကောင်းပြီးလာသောလက်တစုံအားခဏတာပျော်ရွှင်မှုတစ်ခုနဲ့လဲလှယ်ဖို့ဝင်မလေးသောဆုံးတွေအတူတူအိမ်မက်လာပြီးမှခရီးတော်မှာတစ္ဆာဖောက်သားသောအချစ်ဆုံးတွေ